ဝင်တဲ့ customer ဥပမာငါတို့က customer ပေါ့ဟဲ့ customer တွေအိုးဝင်နေလာမယ်ဆိုရင်အကျိုးခံစားခွင့်ရှိရတဲ့ အဲ့လိုမှဦးဝင်နေလာမှာ iPhone ရှိမှလည်းအိုးစီတယ်အိုးစီပြီးတော့မှပြန်ပြန်ပြန်ဘာခံစားခွင့်ရှိမှလည်းတော့တော့တော့ဘာကြိုင်နေပါလဲအိုးဝင်လာခဲ့တယ်မဟုတ်ဘူးအိုးဝင်လာခဲ့တယ်အေးငါချားတယ်နောက်ကလာဝယ်မယ်လို့အိုးဝင်လာခဲ့မလေးလို့အိုးဝင်လာခဲ့ခံစားခွင့်ရှိတယ်ဦးဝင်ဘူးချင်းပြော ငါတို့လုံးမယ်ပြန်ပြန်ဒီကာလာခုနကဝယ်နေဖုန်းနဲ့ကာလာအိုးဝင်တယ်လာမယ်ဘာပဲပြောမလားစတဲ့ပြီးကြည့်မလို့ဆက်ရှိတယ်အဲ့ဒါမျိုးလိုက်ပြပါအောင်ရှင် ဟော မင်းနိုင်ကမှလား ဟောဒါလေးကဒါဝယ်လို့ ဖုန်းတစ်လုံးဝယ်တိုင်း ခုလိုက်ခွင့်ရှိရဲ့ ငါနှစ်လပိုင်းတစ်လပဲ တစ်လပိုင်းတစ်လလုံးရှင်ပါ ဟောဒါလေး အာဒါ ဒါယူမယ်လေ ဟောဒါ နှစ်ခုနိုင်ရ နှစ်ခုတော့မရဘူး ဒါဒါ ပဲရမှာ ဒါပဲ ဘုံညမင်းကလေးဦးစားပေးတော့ဒါပဲဒါပဲ တော့ ဒီဘလားလို့ထင်လဲပါစံဆိုတော့ တည်ဘူးလေကြည့်လိုက် မှန်းကြည့်လေ 7%တော့မပါဘူးလား ပါတယ်အခု1%နေပဲညတော့10%ဒီပိုင်း ဖဲစမ်းမ 10%နဲ့ဒီမှာ ဟောဟုတ်တာပဲ 10% အဲ့ဒါလေးနောက်တစ်ခုယူလေဟောမရဘူးဟောဟုတ် လိုက်ကြည့်နေတယ်ခဏတော့လိုက်ကြည့်လို့ရတယ်ကို တော့ဘာနဲ့ကြည့်တော့ ရတော့မရဘူး အဲ့ဒါတကယ်လို့17%အော်သူ10%နဲ့ရှိရမယ်โอเคအဲ့ဒါ10%နော် အဲ့ဒါတမ်းမှသာရှော့ပေးရမှာ ဟု ပေါ့ တ် ဒီ တယ်ရှင်10%လေးရှော့ပေးမှရှင် အဲ့ဒါပန်ကောင်း အဲ့ဆိုရင်ဒီဖုန်းကြီးယူလိုက်တော့မယ်လေ ဟုတ် နော် ကဲ့ရှင်ဟုတ် ဖုန်းနဲ့စုံဒီဖုန်းကြီးစုံဒီမှာကျတော့ service တွေပါလေအဲ့လိုရ ဟုတ်ရတယ်ရှင် service တွေလည်းအဲ့လိုရ အဲ့ဒါဝယ်လို့ရလားမဝယ်တော့ဘူးလေ ဝယ်တာ အပြင်ကနေပြီးတော့တခြားဆိုင်အောင်ဝယ်ပြီးတော့လေဒီမှာ service အဲ့လိုရတယ်အဲ့လို ရတယ်ရှင် service ကတော့ဘေးဆိုင်ဝယ်ပေါ့နော်ညီမတို့စီရဝယ်တခြားဆိုင်ဝယ် service ကတော့ပြန်လို့ရတယ် ဟောဘယ်ဖုန်းပြပြ ဘေးဖုန်း ဘယ်ဖုန်းပြ ပြန် ပြ လို့ရတယ် service ဟောအဲ့ဒါဒီမှာ service လေ အဲ့ဒါဒီဟာလေးပြခဲ့မယ်ဒီဟာလေးအရန်ဟန်းနေလို့အစိမ့်မီတို့လေးကောင်းအောင်လေးလုပ်ပြီးနော် ဟုတ်ကဲ့ရှင် အစ်စ်မလားဒီစင်နာလေးရပါအဲ့ဆို iPhone လေးကောင်းအောင်ပြင်မယ်နော် ဟုတ်ကဲ့ရှင်မဟုတ် ဟော service ဆက်ရှင်းပြခဲ့နော် ရှင်းနေပြီလေခဏနေုံလေဟောဟုတ်ဆန်ဝေသားနဲ့ပဲရှင်းလိုက်မယ်နော် ရတယ်ရှင် အဲ့ဆိုရှင်းခဲ့လိုက်မယ်နော် ဟုတ်ကဲ့ဟိုကလေးကို ဟုတ် အကိုတို့လေဒီကလေးပေါ့နော်အခုတော့မန္တလေးရမဟုတ်ဘူးဆိုတော့လေအဝေးကနေဒီမှာကျင်လဲမှာလို့ရတယ်နော် online စစ်တက်မှာလို့ အော်ဒီ online စီးလေးရတာ ဟုတ် လား တယ်ရှင် online စစ်တက်လည်းရတယ်ပေါ့ online စီးကြတော့ promotion ရှိတယ်မရှိ promotion လေးရှင်နော် online စစ်တက်ဆိုရင်ညီမတို့ကနေ line ပေါ်ဝယ်တဲ့လူတွေတော့ဘူးသက်ခံစားခွင့်ပေးထားတယ်ရှင်ပြီးရင်ညီမတို့က discount တွေလည်းရှိရရှင်ပေါ့ ။အော်အဲ့ဆို online စီးရလည်းအဲ့လိုရတာပေါ့။ခန်းစားခွင့်မတူဘူးပေါ့ ခံစားခွင့်ရတော့မတူရှင် online စစ်ဆိုရင်တခြား expert တွေလည်းရှိရရှင် ။အော်အဲ့ဆိုပြန်မဲလာဝယ်လိုက်မယ်လေ။ခုနဖုန်းလေးပြန်သွားပြီပြန်လာပေးလို့ရလား အဲ့လိုတော့မ ။ ရတော့ဘူး ယူ ရှင် ပါပြီဆိုတော့လေ ဒီသွားပြီဆိုဟုတ် ။ဟာ ကဲ့ရှင် အဲ့ဆိုရှင်းခဲ့လိုက်မယ် ဟု နော် တ်ကဲ့ရှင် ။ကျေးဇူးပါ။ဖုန်းနဲ့ပတ်သက်ပြီးတော့ယုံကြည်စိတ်ချရတဲ့ဆိုင်လေးကိုတိကျင်တယ်ပြီးတော့လာလဲဝယ်ကျင်တယ်ဆိုတော့ကျွန်တော်တို့ဘန်လေးမှာရှိတယ်ဒီထိတ်တန်းဆိုတဲ့ဆိုင်လေးပေါ့နော်။ဆိုင်လေးစာလေးကကြောက်ဟိုပါပေါ့ 35လမ်း8384ကြာမဟာအောင်မြင်မြို့နယ်မှာရှိပါတယ်ရှင်